တနေ့တာအတွက်တဲ့တာဝန်နေပြီးခဲ့ပြီဆိုတဲ့အချိန်မှာနောက်တက်လာမဲ့ Radiance Event Production က Queen ကိုဒီနေ့ညမှာပဲတည်ရတော့မှာပဲဖြစ်တဲ့အတွက်နောက်တစ်ယောက်ကိုတဲ့တို့တူတူ sporting ပေးသွားကြမယ်နောက်ဆုံးအနေနဲ့ကတော့တဲ့ရီမန်းချက်တွေကိုအမြဲတမ်းဖြည့်ဆည်းပေးတယ်။ဘာပဲလှုပ်ချင်အမြဲတမ်း sporting ပေးတဲ့မိဘနှစ်ပါးကိုဒီညနေပြီးကျေးဇူးအများကြီးတင်ကြပါတယ်။ကျေးဇူးပါ။ I am now in a world where I have to hide my heart and what I believe in, but somehow I will show the world what's inside my heart.